မင်္ဂလာပါခုဗီဒီယိုကတော့ 3D mechanical exercise ပုံလေးတစ်ပုံရေးဆွဲပြမယ်နော်အဲ့တော့ဒီခုက Pelamas နဲ့ template file လေးကိုဖွင့်ထားရနော်ဒီထဲကိုပုံလေးကိုဆက်မယ်ဆိုတော့ im ဒီကနေ attach image ကိုသွားမယ်ဒီပုံလေးကို select မှတ်မယ် okay ပေးမယ်ခုကဒါ Pelamas နဲ့ဆွဲထားတဲ့ပုံလေးပေါ့နော်ဒီကောင်းကိုဘယ် view ကနေကြည့်မလဲဆိုတော့အပေါ်ဘက်ကနေ top view ကနေကြည့်ပြီးဒီအောက်ခြေပြားလေးကိုဆွဲအောင်နော် viewport တွေက to viewport သွားမယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာအောက်ခြေမှာသူကပေးထားတဲ့အတိုင်းဒါဒီ center to center circle ပွားရင် center က3ရှိရဲ့နောက်ဒီအစုံဆုံးကကျတော့ဒီအစုံဆုံးကနေ4 1/2ကဒီ center point ဒီရှိရဲဆိုတော့အဲ့ဒီ line လေးနှစ်ခုအရင်ဆွဲအောင်နော်4 1/2နဲ့3နဲ့ပေါ့နော်အဲ့တော့ line က4 1/2အပေါ်3ဟုတ်ပြီပြီးခါကျတော့ဒီကနေဒီအကွာဝေးကျတော့ဒီမှာပြထားတာ2ရှိရဲ2အကွာဝေးရှိရဲအဲ့ဆိုရင် line လေးချောင်းဆွဲမယ် under 2အကွာဝေးရှိရဲအဲ့ line ကဘယ်ကနေဘယ်လိုရှိလဲဆိုတော့ဒီ mid point ပေါ့နော်ဒီ center ရဲ့ mid point နဲ့ဒီရဲ့အစုံလုံးမှာရှိရဲဆိုတော့အဲ့တော့သူ့ကို move နဲ့ပေါ့နော် under mid point ကနေကင်ပြီးတော့သူ့ကိုpoint filter နဲ့တွားမယ်နော် shift right click point filter ကနေ .a ဆိုရင်ဒီဟာပြမယ် .y ဆိုရင်ကျတော့ point filter ဒီ mid point ပေါ့နော်ပြီးတော့ z တန်ကိုဒါ0 plane မှာဆွဲတာဆိုတော့ z တန်ကမရှိဘူးဆိုတော့0ပေါ့နော် enter ဟုတ်ပြီပြီးတော့ circle လေးက diameter 3/8 ရှိရယ် c enter စနပွင့်ပြမယ် diameter 3/8 ရှိရယ်နောက်ကပြင်ရကောင်ကကျတော့ radius 7/60 ရှိရယ် c enter ဒါကို7/60အဲ့တော့အဲ့နှစ်ခုကို cc copy ကူးလိုက်မယ်နော်ပြီးခါကျတော့ဒီနာ radius တန်ဖိုး 1/4 နဲ့ fillet ချူတာဆိုတော့ဒီ quadrant မြင်လေးထုတ်လိုက်အောင်နော်ဒီပေါ်အဲ့ဆိုရင်enter ဒီကနေအပေါ်ရှေ့တစ်ခုထုတ်လိုက်မယ်ဒီကနေလည်းရှေ့တစ်ခုထုတ်လိုက်မယ်ဒီကနေ line လေးရ fillet ဆွဲမယ် line လေးပေါ့နော်ဒီကလေးလည်းထုတ်လိုက်မယ်ပြီးရင် f under r under သူက 1/4 ရှိရယ်နော်အဲ့တော့ဒီကနဲ့ဒီကနဲ့နောက်ကဒါနဲ့ပြီးတော့ဒီကကျတော့ quadrant to quadrant line လေးကြောင်းဆက်လိုက်မယ်နော်အဲ့တော့မလိုအပ်တဲ့အထက်က line တွေကိုဖြတ်မယ်ပြီးတော့ဒီနေရာဒီကောင်လေးကကျတော့ဒီပုံမှာကျတော့1အကွာဝေးရှိရဲအဲ့ဆိုရင် offset ပြင်မယ်နော်ဒီတော့1ပြင်မယ်ဒီဘက်ကိုပြင်မယ်သူ့ရဲ့2က 3/8 ရှိရဲ offset 3/8ပြလိုက်မယ်နော်အဲ့တော့သူ့ကိုတစ်ခါ rectangle လေးအုပ်ခဲ့လိုက်မယ်နော်ဒီကနေဒီထိ sorry အဲ့တော့ဒီ rectangle လေးကိုခဏ hide လိုက်မယ်နောက်ကဒီမလိုတဲ့ line လေးတစ်ခါဖြတ်ခဲ့မှာပေါ့နော် shift right click isolate က unhide လုပ်လိုက်မယ်အဲ့တော့မလိုတဲ့ဒီကောင်တွေကို trim ဖြစ်လိုက်မယ်နော်ဒါလေးရဟုတ်ပြီပြီးရင်ဒါတွေကိုဆက်မယ်နော် join နဲ့ g under ဟုတ်ပြီအဲ့တော့ view ပြောင်းမယ်နော် w under sw software view ဆို sw ဒီပုံနဲ့အတိုင်းဖြစ်အောင် rotate လေးလဲအောင်နော်row under ဒီ base point ကိုပြမယ်ဒီဘက်ကိုလဲလိုက်မယ်ဟုတ်ပြီအဲ့တော့သူ့ရဲ့ h2 လို့ရမယ်ကွာဝေးက 7/60 ရှိရယ် hd ဒါရဲ့ဒီဟာလေးရယ်ဒါရှင်ဆိုတော့ d under အပေါ်ပြမယ် 7/60 ဒီခါရဲ့ဆက်ဆွဲမှုခက်လိုက်မယ်နော်ဒီတွေကနေဒီကောင်ရဲ့နှုတ်လိုက်ဟုတ်ပြီဒီကောင်လေးကလည်းအပေါ်မှုတင်ရမှာနော် 7/60 တင်ရမှာနော်အပေါ် 7/60 သူ့ရဲ့ h2 လို့ရမယ်တန်ဖိုးပါဗောနော်4 1/60 တယ်နော်ဒီကနေဒီအခြေအပေါ်ထိ4 1/60 နော် ehd ဒီကောင် select တဲ့ဒါရှင်အပေါ်4/1/60 ပေါ့နော်4/1/60ပြီးတော့ဒီ cylinder ကကြတော့သူ့ရဲ့ circle က diameter 3/4သူ့ center point ကဒီအောက်ခြေကနေပေါ့နော်ဒီ mid point ကနေပေါ့ဒီ mid point ကနေဒီပေါ်ကိုဟိုဟာ3/1/2ရှိရဲအဲ့ဒါလေးကိုဆွဲအောင်နော်အဲ့တော့ UCS ကို front ကိုပြောင်းအောင် UCS under FR under ပေါ့နော် circle C under အဲ့တော့ shift right click front ကနေသွားကြည့်အောင်နော်ဒီ mid point ကနေမှာဆိုတော့ဒီဟာကိုသွားပြီးတော့သူကနေသွားမယ်ဆိုတော့ shift assign
သူ related to last point ကနေသွားမှာဆိုတော့ z တန် h တန်ဘူးကတော့0เนาะသူဒီ UCS ကိုကြည့်ရင် h တန်ဘူးကမရှိဘူး y တန်ဘူးအမြင်က3.1.2ဆိုတော့ 0.3.1.2 အဲ့မှာစံနာပိုင်းရပါတယ်เนาะအဲ့ဆိုရင် diameter ဆိုတော့ d 3.4နောက်က circle ပဲသူ့ရဲ့ diameter တန်ဖိုးက 1.4 เนาะ 1.1.4 sorry ကြည့်နေရ circle diameter တန်ဖိုးက 1.1.4 ဟုတ်ပြီအဲ့ကောင်က sorry ဒီမျက်နှာပြင်မှာရှိရမှာ sorry အဲ့တော့1နဲ့လို့အောင်ပါနော်ဒီမှာဆိုရင်သူကဒီမျက်နှာပြင်လေးမှာကတ်ရမှာဆိုတော့ဟုတ်ပြီအဲ့တော့ move နဲ့ under ဒီနှစ်ခုလုံးကို slam back center point ရတယ်သူ့ကိုဒီ UCS အနေထားကြည့်မယ်ဆိုရင် xy plane ကအပြောင်းလဲမရှိဘူး z တန်ဖိုးတိုင်းသွားမှာဆိုတော့ .hy ပြီးတော့သူ့ရဲ့ point ကကြတော့ဒီ related to last point ဆိုတော့ assign လေးခံရမှာနော် assign ပြီးရင်သူ့ရဲ့ z တန်ဖိုးကဒီ mid point ကိုပြလိုက်မယ်ဆိုဒီနာမည်ကိုကတ်သွားပြီနော်အဲ့ h2 လို့မှတ်တယ်မှာ 31.60 ရယ်နော် ehd ဒီနှစ်ခုကို select မှတ်မယ်နော်ပြီးတော့ဒါရှင်းပြလိုက်မယ်ဒီဘက်ကို3.1.60အခါရဆက်ဆွဲလုပ်ခဲ့လိုက်မယ်နော်ဒီပြင်ကနေဒီကောင်ဆက်ဆွဲလုပ်ဟုတ်နောက်ခုကကြတော့ဒီအထက်ကဒီပြားကိုဆွဲမယ်ဒီကောင်တွေဆွဲမယ်ဆိုတော့ဒီကောင်တွေကခုဒီဘက်မြင်းရနေဒီကနေဒီအတွင်းလေးကိုဒီ 1.2 กว่าမှာရှိရဲတဲ့အဲ့ဆို line လေးတစ်ချောင်းလောက်ဒီဘက်ကမြစ်ပွိုင်နေဆွဲလိုက်မယ်နော်1.2 ပေါ့နော်အဲ့အလေးကို view ပြောင်းပြီးတော့ဆွဲမယ်နော် orthographic view ပေါ့ဒီဘက်က left side view ပေါ့နော်အဲ့အနေမှာဒီ rectangle လေးတစ်ခုဆွဲလိုက်အောင်ဒီကောင်လေးဆွဲဖို့အတွက်အခု rectangle လေးတစ်ခုဒီကနေဒီ quadrant point ကိုထိအောင်နော်အဲ့တော့ view ပြောင်းမယ်နော် depth view မပြောင်းခင် snap တွေကကြာဒီဘက်ကနေကြည့်မယ်ဆိုရင်ဒီဘက်ကသူနဲ့တန်းနဲ့ဒီမြင်းနဲ့တန်းနဲ့ရကြတော့ဒီ center point လို့ snap လေးလား quadrant point လို့ပဲရှိမှာနော်သူ m point လေးကိုလှမ်းပြီးတော့ထောက်လို့ရတယ်အဲ့တော့ depth free under left under အဲ့တော့ rec rectangle ဒီနားဟာဒါဟိုpoint နေနော်ဒီနားမှာ m point ရှိရဲအဲ့ကောင်လေးကို select မှတ်ဒီမှာ quadrant point ကိုနော်ဒီ cylinder ရဲ့ quadrant point ကို select မှတ်အဲ့ဆိုရင် depth free under solid view attribute under ကြည့်မယ်ဆိုရင်ဒီရရတယ်နော်ဒီမှာဒီ line လေးကနေဆုံးကနေမှာကောက်လိုက်တာအဲ့တော့ဒီ line လေးကမလို့ဖြစ်လိုက်မယ်အဲ့တော့ဒီထဲကဟာကိုဆွဲမှာဒီကောင်လေးကိုဆွဲမှာဆိုတော့ဒီမလိုရတဲ့ဟာတွေကိုခဏ hide လုပ်မယ်နော် hide မယ်ဆိုတော့ဒီပုံမှာပါသွားမှာဆိုပုံကို select မှတ်မယ်အကုန်လုံး right click isolate လုပ်လိုက်မယ်နော်ဟုတ်ပြီ view depth free left view တော့မှာပြီးတော့ဒီကနေ 3/8 အကွာဝေးရှိရဲတဲ့အောက်ဘက်ကနေ 9/60 ရှိရဲအဲ့တော့ဒီကောင်ကို explode လုပ်မယ် offset ပြင်မယ်နော် 3/8 ဒီကနေ 3/8 ရှိရဲနောက်ခါအောက်ကနေ 9/60 ဆိုတော့ offset 9/60 နော်ပြီးတော့ခါကျတော့ဒီကဒီပေါ်ဒီကောင် radius 3/8 ရှိရဲဟာဆွဲမှာဟုတ်ပြီဒီပေါ်ကောင်တွေကတန်ဖိုးပေးမထားနော်ဒီကောင်တွေကဒီကောင်နဲ့ဒီကောင်တွေက radius တန်ဖိုးတူတယ်နော် 3/8 စီဒီနှစ်ခုကဒါပေးမထားဒီကောင်ဒီပေါ်မှာမူတည်ပြီးမှဆွဲရမှာဒီနား circle လေးကအဲ့တော့ဒီအကွာဝေးပေါ့နော်ဒီ quadrant to quadrant ဒီဘက် quadrant နဲ့ဒီဘက် quadrant က 1/1/4 ရှိရဲပြီးတော့အမြင့်ကကျတော့ 1/1/2 ပေါ့နော်ဒီအစုံတွေကနေဒီအောက်ခြေကနေဒီ quadrant ကနေဒီ quadrant ဒီဟိုတွေကြာ 1/1/2 ဆိုတော့အဲ့ rectangle လေးတစ်ခုဆွဲလိုက်အောင်နော်အဲ့တော့ h တန်ဖိုးက 1/1/4 y တန်ဖိုးက 1/1/2 ဆိုတော့ rec under ဒီနာ intercept ဆိုတော့ int ဒါ overriding object နဲ့ခေါ်လိုက်တာเนาะဒီကနေပြပြီးတော့ထိုမှနေဆို related to last one ဆိုတော့ assign ခံမယ် h တန်ဖိုးက 1.1/4, သူအမြင့်က 1.1/2 ပေါ့နော်အဲ့မှာ rectangle လေးရပြီပြီးရင်ဒီအောက်ခြေ 3/8 radius တန်ဖိုးကိုကြတော့ circle မှာ tangent radius ရှိရလေအဲ့တော့ c under ဒီ tangent radius ကိုရေးမယ်ပြီးရင်ဒီက tangent အဲ့ radius က 3/8 เนาะ 3/8 ဆွဲလိုက်ပြီဟုတ်အဲ့တော့အပေါ်ဘက်ကဒီကအကောင်တွေက radius တန်ဖိုးချင်းတူတယ်ဆိုတော့ circle tangent radius ဒီကောင်ထိမယ် radius တန်ဖိုး 3/8 ရှိရယ်เนาะအဲ့တော့ဒီဘက်က circle လေးတစ်လုံးကျတော့ tangent 3ခုနဲ့တွားမှာเนาะ tangent တွားမှာဆိုတော့ဒီ draw တွေက circle တွေကတန်တွားမှာเนาะအဲ့ကောင် tangent ဆိုပြီးတော့အဲ့တော့ဒီနားတစ်ခုကို tangent တစ်ခု line ဆက်မှာเนาะအဲ့တော့ shift right click tangent ဒီကနေနောက်က shift right click tangent ဆက်လိုက်မယ်အဲ့တော့မလိုအပ်တဲ့ကောင်တွေကိုတစ်ခါတည်း trim ဖြတ်လိုက်အောင်เนาะ tr enter ဒါလေးဖြတ်မယ်ဟုတ်ပြီမလိုအပ်တဲ့ကောင်တစ်ခါတည်းဖြတ်မယ်
ထဲအကောင်တွေတော့တစ်ခါတန်းချင်ဖြတ်မယ်နော်ဟိုလေးထွင်းဖြတ်မယ်ပြောဆိုရင်ဟုတ်ပြီအဲ့တော့ဒါလေးက join ရမှာပေါ့နော်ဟုတ်ပြီ G enter ရပြီအဲ့တော့ဒီဘက်ကကောင်လေးဆွဲရင်ဒီဘက်ကကောင်ကျတော့ဒီကနေဒီအစုံဆုံးကနေဒီဘက်ကို1အောက်ခြေကနော် horizontal အတိုင်းဒါလေးက1ရှိရအမြင့်ကိုကျတော့1.4ရှိရတဲ့အဲ့ဆို line လေးဆွဲအောင်နော်enter ဒီကနေဒီဘက်ကို1အမြင့်ကကျတော့1.1/4ရှိရပါဘောနော်အဲ့နေရာမှာ तू ကဒီ radius 1.2ရှိရကောင်လေးက circle ကဒီကောင်ဒီ quarantine อ่ะဗောနော်အဲ့နေရာ quarantine อ่ะဆိုတော့ c enter radius က 1.2 အကောင်မူးနဲ့ quarantine ကနေကန်ဒီကိုထိရမယ်ဟုတ်ပြီနောက်က line လေးကဒီကနေ tangent ဆွဲမယ်နော် shift right click tangent ဒီကနေဒီ m1 ကိုထိမယ်ဟုတ်ပြီနောက်က line လေးပဲ shift right click tangent ဒီကနေဒီကိုထိမယ်ဟုတ်ပြီအဲ့တော့မလွဲလက်ကောင်လေးကိုထွင်းမယ်နော်အဲ့တော့ဒါလေးလည်းမလို့ဖြတ်မယ်အဲ့တော့ဒီမှာဒီကောင်ကို h2 လုပ်မယ်ဆိုရင်ဒီရဲ့ cylinder နဲ့ဆိုရင် तू ကဟနေမှာအဲ့နေရာမှာအတိသွားတွလို့မရအဲ့တော့အပေါ်နည်းနည်းလေးပို့ပြီးတော့တင်ရမှာပေါ့နော်အဲ့တော့ move နဲ့ဒီဟာလေးအပေါ်လေးနည်းနည်းတင်လိုက်မယ်နော်ပြီးတော့မှ line လေးဆက်လိုက်မယ်ဒီကနေဒီကိုဆက်မယ်ဒီကောင်လေးကိုလည်း slash mat ဒီခွဲပိုင်းကနေဒီကိုထိလိုက်မယ်နော်အဲ့ဒါကိုမှ join လေးနဲ့ဆက်လိုက်မယ်နော်အဲ့ဒါပို့ထားရတာဘာလို့ဆိုအဲ့မှာ union ပြန်ပေါင်းလိုက်ပြီးဖြောက်လိုက်မှာပေါ့ဒီနေရာအပေါ်အပိုင်းလေးဟုတ်ပြီအဲ့တော့ depth view software view သွားမယ်ပြီးရင် right click and hide လုပ်မယ်နော်အဲ့ဒီကောင်လေးကို h2 လို့ရမှာ h2 တန်ဖိုးက 1/4 ရှိရဲတဲ့အဲ့တော့ eht အဲ့တော့ဒီကောင်ရဲ့သူ့ကိုဒါရှင်းပြလိုက်မယ်နော်1/4ပေါ့နော်1/4ဟုတ်ပြီသူကအလေကဒီ mid point မှာရှိရပါတော့ဒီ mid point နဲ့တန်းနဲ့ဖြစ်ရမှာဆိုတော့ဒီကနေ line လေးတစ်ချောင်းဆွဲလိုက်မယ်နော် mid point ကနေဒီဘက် line လေးတစ်ချောင်းဆွဲလိုက်ပြီရပြီဒီကောင်တွေကို select မှတ်မယ် move ဒီ mid point ကနေဒီ line ရဲ့ဟိုM1 ကိုပြလိုက်မယ်ဆိုတော့ဒါမလို့တဲ့ဒီ line ကိုဖြတ်မယ်ဒါလေးမလို့တဲ့ line ဟုတ်ပြီအဲ့တော့ဒီကောင်တွေတစ်ခါတည်းအကုန်လုံး union ပေါင်းလိုက်မယ်နော် UNI ရပြီဒါမလို့တဲ့ line ဖြတ်မယ်u enter sorry ဒီကောင်ဆက်ဆွဲလို့အောင်မမေ့လား su ဒီကနေဟုတ်ပြီပြီးတော့မှ union ပေါင်းမယ်နော် UNI ပြီးတော့ဒီကောင်တွေက fillet တန်ဖိုးတွေပေါ့နော် fillet က radius 1/4 ရဲ့ f under r under 1/4ဒီကောင်ကိုပြမယ် under ဟုတ်ပြီဒီဘက်ကိုfillet ဒီ a point ကိုပြမယ်ဟုတ်ပြီနောက်ခါဒီအပေါ်ကောင်လေးじゃ radius 1/2 fillet ချူတာเนาะအဲ့ဆိုရင် f under r under 1/2အဲ့တော့ဒီဘက် a ကိုပြမယ်ဟုတ်ပြီဒီခါဒီဘက်ကိုလည်းပြမယ်အဲ့တော့ sha under hi under ကြည့်လိုက်မယ်ဆိုရင်ခုလိုလေးရပြီပေါ့နော်အဲ့တော့ဒါ phase 3တန်ဖိုးလေးတင်ရမှာနော် FACE TRES ခုက 0.5 ဆိုတော့ 5 လောက်ထားလိုက်မယ်နော်ဟုတ်ပြီအဆုံးထိကြည့်ရှုပြီးရတော့ကျေးဇူးအများကြီးတင်ပါတယ်